တာမင်းသားကနေစီကောင်းဆောင်တယောက်ဖြစ်လာသူတနိုင်ငံလုံးကိုစီးလုံးစီခဲ့သူတယောက်ရဲ့ဇလန်းကိုပြောပြပြီးတော့မှဖြစ်ပါတယ်ဒါကတော့ယူကရိန်းနိုင်ငံရဲ့သမ္မတဇလန်စကီအကြောင်းပဲဖြစ်ပါတယ်သမ္မတမဖြစ်ခင်ဇလန်စကီဟာအတာမင်းသားတယောက်ပါဇလန်စကီဟာဥပဒေကျောင်းသားဘဝကနေစတင်ခဲ့ပေမဲ့ဖြော်ပြီးရေးလောကဘက်မှာသူ့ရဲ့အသက်မွေးဝမ်းကြောင်းကိုတည်ဆောက်ခဲ့ပါတယ်သူဟာ Servant of the People ဆိုတဲ့ရုပ်ရှင်ဇလန်းတွေနဲ့နာမည်ကြီးလာခဲ့ပြီးတော့ဇလန်းတွေမှာမထင်မှတ်ပဲသမ္မတဖြစ်လာတဲ့ကျောင်းဆရာတယောက်အဖြစ်တရုပ်ဆောင်ခဲ့ပါတယ်ဒါပေမဲ့သူမသိခဲ့တာကဘဝမှာလည်းဒီလိုဖြစ်လာမယ်ဆိုတာပါပဲ2019ခုနှစ်မှာဇလန်စကီဟာနိုင်ငံရေးအပြင်ဘက်ကလူတယောက်အဖြစ်အမရာလောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးတော့ခြားစားမှုတွေနဲ့ပြောင်းလဲမှုတွေကိုအတီးတီခဲ့ပါတယ်2022ခုနှစ်မှာရုရှားကယူကရိန်းကိုကျူးကျော်စစ်စတင်ခဲ့ပါဇလန်စကီဟာထွက်ပြေးမဲ့အစားသူ့နိုင်ငံအတွက်ပြန်လည်ခုခံပြီးတော့ငါတို့ကားမလို့လက်နက်တွေပဲလိုရဲဆိုပြီးတော့ကမ္ဘာအရရက်ကအခုအညီတွေကိုတောင်းခံခဲ့ပါတယ်သူရဲ့တတိနဲ့ဆွဲကယူကရိန်းနိုင်ငံရဲ့ပြည်သူတွေကိုစီလုံးစီခဲ့တယ်လို့ကမ္ဘာလုံးကိုလည်းစီစော်ပေးနိုင်ခဲ့ပါတယ်ဇလန်စကီရဲ့ဇလန်ဟာတတိဆွလွတ်အနစ်နာခံမှုနဲ့ခေါင်းဆောင်မှုတွေရဲ့စွမ်းအားတွေကိုပြသနေပါတယ်တခါတလေသူရဲကောင်းတွေကစစ်ဖက်ရှုဖက်နဲ့အစိမ်းရောင်အင်ကြီးတွေကိုဝတ်ထားလေးရှိပါတယ်ကျွန်တော်အခုပြောနေတဲ့သူရဲကောင်းတွေထဲမှာလူမျိုးတုံးတက်ဖြတ်နေတဲ့ကောင်းတွေတော့မပါဝင်ပါဘူးဇလန်စကီရဲ့ဇလန်ဟာကျွန်တော်တို့ကိုဘာတွေသင်ပေးခဲ့တယ်လဲလူတယောက်ရဲ့တတိဟာတစ်ကမ္ဘာလုံးကိုပြောင်းလဲနိုင်တယ်ဆိုတာပါပဲနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကို10မိနစ်အတွင်းသိချင်တော့ follow လုပ်ထားဖို့မမေ့ပါနဲ့